မင်္ဂလာပါရှင် Feeling 45ကကြိုဆိုလိုက်ပါတယ်ကျမတို့ခေတ်ကအဆောင်ရှိမှာအများအပြားလာဆိုလေးရှိကြတဲ့ချင်းလေးတစ်ပုဒ်ဆိုပြမယ်နော်စိတ်ကြည်တဲ့ချင်းနားထောင်ကြည့်နော်ချင်းဟာမင်းတို့ဖြစ်လာတယ်တော့ကချတ်တော့ကိုပြေပြောက်ပြီးဆွရှိလို့လေဒီတဲ့ချင်းတို့မင်းကျေးဇူးပဲလောဝေလောနဲ့တည်းကိုမချင်နိုင်ရင်တော့လေတွေ့ဝေပြီးကိုလပ်ပါ